crypto လောကမှာအချမ်းသာဆုံးလူလည်းဖြစ်တယ် Bitcoin ကိုဖန်တီးခဲ့တဲ့ Satoshi Nakamoto ဆိုတာဘာလို့လဲဒီနေ့မှာတော့ကမ္ဘာကိုလှုပ်ကန်ခဲ့တဲ့လူဒါပေမဲ့သူ့ကိုမြည်သူတူတယောက်မှယနေ့လက်ရှိအချိန်ဒီမမြင်ဘူးသေးတဲ့ကမ္ဘာအကြီးမားဆုံးသောလျှို့ဝှက်ချက်နဲ့ပြည့်နှက်နေတဲ့လူတူကိုပြောပြချင်ပါတယ်ဒီဗီဒီယိုကတော့ Bitcoin ကိုဖန်တီးခဲ့တဲ့ Satoshi Nakamoto ဆိုတာဘာလို့လဲလူပုဂ္ဂိုလ်တူလားဒါမှမဟုတ်လို့ရှိရင်အဖွဲ့အစည်းလားဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့ Bitcoin ရဲ့ဈေးနှုန်းကတော့ဗီဒီယိုရိုက်နေစဉ်အတွင်း9000ဈေးနှုန်းတန်းဝန်းကျင်မှာရောင်းဝယ်ဖြစ်နေတဲ့အတွက် Satoshi Nakamoto ပိုင်ဆိုင်ထားတဲ့ Bitcoin စုစုပေါင်း 1.1 တန်းနဲ့သာတွက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီနေ့သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာပြန်မျှ89ဘီလီယံကျော်ရှိပါလိမ့်မယ်အကယ်၍ Satoshi ကမနေ့ပြန်လူရှိထွက်လာပြီဆိုလို့ရှိရင်တော့တေးကြပါတယ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်စီးထဲမှာတန်းပြီးတော့ဝင်သွားမှာပါထူးဆန်းတဲ့ချက်ကတော့ Satoshi ကလွန်ခဲ့တဲ့2011ခုနှစ်တည်းက public အများပြည်သူလူထုရှိကနေပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့တာပါသူ့ရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့အတွက်ဆိုပြီးတော့လူတွေကနှစ်တစ်ချိန်လောက်ဒီလူကတော့ Satoshi ဖြစ်ရမယ်ဆိုပြီးတော့ theory အသစ်တွေထပ်မံပြီးတော့ထုတ်လေ့ရှိပါတယ်အခုကျွန်တော်မျှဝေမယ်ဖြစ်တန်စွမ်း theory ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတကယ်မှကမ္ဘာထိပ်တန်းပုဂ္ဂိုလ်ကြီးတွေပါဝင်နေတာပါ2010တုန်းက Hal Finney ဆိုတဲ့လူဟာကမ္ဘာပထမအဆုံး Bitcoin transition ကိုလက်ခံရရှိတဲ့လူပါ Satoshi ရဲ့အနီးကပ်ဆုံးမိတ်ဆွေလို့မှတ်ချက်ပေးကြပါတယ်ထူးဆန်းတဲ့ချက်ကတော့ဒီလူဟာ Satoshi နဲ့မိုင်းနှဲငယ်ပဲကွာဝေးတဲ့နေရာမှာနေထိုင်နေဆိုပြီးတော့အများပြည်သူတွေကကောက်ချက်ဆွဲကြပါတယ်သူသာ Satoshi အမှန်ကန်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီလျှို့ဝှက်ချက်ကလွန်ခဲ့တဲ့2014ခုနှစ်တုန်းကသူကွယ်လွန်ခြင်းနဲ့အတူမြေကြီးတွေကိုပါသွားပြီးဖြစ်ပါတယ် Nick Szabo ဆိုလို့ရှိရင် Smart Contract ဆိုတဲ့စကားလုံးကို2012ခုနှစ်မှာအစောဆုံးစတင်အသုံးပြုခဲ့သူပါ Bitcoin ရဲ့သဘောတရားကိုအခြေခံပြီးတော့ BitGo ကိုလည်းသူပဲတီထွင်ခဲ့တာပါသူ့ရဲ့ရေးသားရေးပုံစံတွေနဲ့တွေးခေါ်ရဆိုလို့ရှိရင် Satoshi နဲ့ထပ်တူညီပါကျနေတဲ့အတွက်လူအများစုကတော့သူ့ကိုတန်တရားရှိသူစီးမှာထိတ်ဆုံးကထားရှိတာပါတယ်2014ခုနှစ်ရောက်တော့ American Japan Engineer ဖြစ်တဲ့ Dorian Nakamoto က Satoshi Nakamoto ဆိုပြီးတော့ဆွဆွဲခံရပြန်ပါတယ်မီဒီယာတွေကသူ့ကို Satoshi ပါဆိုပြီးတော့ကမ္ဘာသိအောင်ထုတ်ဖော်ခဲ့ပေမဲ့သူ့အနေနဲ့ကတော့ကျွန်တော်ကနာမည်ပဲတူတာပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာတလုံးမှမသိပါဘူးဆိုပြီးတော့မျက်ရည်လဲရွေးနဲ့ပြန်ပြီးတုံ့ပြန်ပါတယ်သူ့ရဲ့ပုံစံညှို့ဝှက်ပညာရှင်ထက်တာမန်အဖို့တယောက်နဲ့တောင်ပို့ပြီးတော့တူနေပါတယ်2016မှာတော့ Australia သိပ္ပံပညာရှင် Craig Wright ဆိုတဲ့လူပေါ်လာပါတယ်သူကတော့ပေါ်တင်မဲပြကျွန်တော်က Satoshi ပါပဲဆိုပြီးတော့လူရှိသူရှိမှထွက်ပြီးတော့ပြောခဲ့တာပါသူချပြတဲ့အရာတွေကတက်သေးအတူရောင်တွေဖြစ်နေတဲ့အတွက်ကြောင့်လူတွေကတော့သူ့ကို fake Satoshi ဆိုပြီးတော့နာမည်ပြောင်းပေးခဲ့ကြပါတယ်2018ခုနှစ်ရောက်တော့ Satoshi လို့ထင်ခံရတဲ့လူက Adam Black ဖြစ်ပါတယ်သူကတော့ Bitcoin white paper ထဲမှာကိုးကားခြင်းခံရတဲ့တူးတဲ့တော့ရှင်တန်နေတဲ့ပညာရှင်တယောက်ပါ Proof of Work စနစ်ရဲ့ဖခင်ကြီးဖြစ်ပြီးတော့ Bitcoin လောကမှာ Satoshi လို့ထင်ခံရတဲ့ဩဇာအင်မတန်မှကြီးမားလာတဲ့ပုဂ္ဂိုလ်တူလည်းဖြစ်ပါတယ်2020ရောက်လာတော့ Satoshi လို့ထင်ခံရသူဟာ Twitter XK founder Jack Dorsey ပါသူကတော့ Bitcoin ဆိုတာအနာဂတ်အတွက်တစ်ခုတည်းသောငွေကြေးဖြစ်မယ်လို့အမြဲတမ်းပြောကြားနေသူပါသူ့ရဲ့ Bitcoin ပေါ်စိတ်အားထက်သန်မှုတွေယူသွမှုတွေကြောင့်မလို့လူအများစုဟာဆိုလို့ရှိရင်သူကတကယ် Bitcoin ကိုတည်ထောင်ခဲ့တဲ့လူပဲအခု public မှာမပြောဘဲလျှို့ဝှက်ပြီးလုပ်နေတဲ့လူဆိုပြီးတော့ထင်ကြီးမှတ်ချက်ပေးကြပါတယ်ဒီလိုနဲ့ပဲ2020ခုနှစ်ရောက်လာတော့ကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Elon Musk လည်းမနေရပါဘူးဒီပညာမှာ entrepreneurship မှာပါရမီရှင်ဖြစ်လို့ crypto ကိုလည်းတော်တော်လေးစိတ်အားထက်သန်သူလည်းဖြစ်ပါတယ်သူကဘယ်လောက်တောင်မှ crypto ပေါ်လွှမ်းမိုးမှုရှိလဲဆိုရင်တော့ Twitter ပေါ်မှာစာတကြောင်းတက်ရေးလိုက်တယ်ဆိုလို့ရှိရင် crypto ဈေးကွက်ကိုလှုပ်ခတ်သွားနိုင်စွမ်းအထိပေးပါတယ် Elon Musk အနေနဲ့တော့သူ့ကိုလူတွေက Satoshi လားလို့မေးတဲ့အခါတိုင်းမှာ Elon Musk ကကျွန်တော်ဟာရှုပ်ထွေးတဲ့ကုတ်တွေမရေးတတ်ပါဘူးလို့အမြဲတမ်းရေမောစွာပြန်လည်ပြီးတော့ဖြေကြားပါတယ်2024ရောက်တော့ Peter Todd ဆိုတဲ့လူဟာ HBO ရဲ့ documentary series မှာ Satoshi Nakamoto ဖြစ်နိုင်ခြေရှိတယ်ဆိုပြီးတော့ဆွဆွဲခြင်းခံရပါတယ်သူဟာ Bitcoin ရဲ့အစောပိုင်း developer တယောက်ဖြစ်ပြီးသူ့ရဲ့ code ရေးသားပုံရေးသားနည်းတွေကဆိုလို့ရှိရင် Satoshi နဲ့အင်မတန်မှဆင်တူတယ်ဆိုပြီးတော့လူတွေကမှတ်ချက်ပေးကြပါတယ်သူ့အနေနဲ့ရောဒီကိစ္စကို We are all Satoshi ဆိုပြီးတော့ရေမောစွာပဲပြန်လည်ညှင်းဆိုခဲ့ပါတယ်လက်ရှိ2026မှာ conspiracy theory အရ Satoshi Nakamoto ဖြစ်ထင်ကြီးပေးခံရတဲ့လူကတော့ Jeffrey Epstein ဖြစ်ပါတယ်သူဟာလျှို့ဝှက်စမ်းကြတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးကမ္ဘာချမ်းသာဆုံးဘီလီယံနာတထေးကြီးနဲ့မိတ်ဆွေလည်းဖြစ်တယ် financial networks တွေလည်းကြီးကြီးမားမားပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မို့သူ့ကို Satoshi ဖြစ်နိုင်ခြေရှိတယ်ဆိုပြီးတော့ထင်ကြီးပေးလာကြပါတယ် Jeffrey Epstein ဟာအမှန်တကယ် Bitcoin ကိုဖန်တီးခဲ့လားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒါသက်သေတာတကမရှိတဲ့ကောလာဟာလာသက်သက်ပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ theory တစ်ခုကတော့ Satoshi Nakamoto ဆိုတာကလူပုဂ္ဂိုလ်တယောက်တည်းမဖြစ်နိုင်ပဲ Samsung, Toshiba, Nakamichi Motorola စတဲ့နည်းပညာကုမ္ပဏီတွေရဲ့နာမည်တွေကိုပေါင်းစပ်ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောနေတာပါ Satoshi Nakamoto ကမြည်သူပဲဖြစ်ပါစေကမ္ဘာစီးပွားရေးရဲ့ခေတ်သစ်ငွေကြေးစနစ်အသစ်ကိုဖော်ဆောင်ပေးခဲ့တဲ့လူဆိုလို့ရှိရင်တော့မမှားဘူးဗျသူကဘာကြောင့်ပုံအောင်နေရလဲအဖြေကတော့ရှင်းပါတယ် Bitcoin ရဲ့အဓိကအနှစ်သာရ decentralized ဘိုးချုပ်ကင်မှုလွတ်ကင်းတာကိုဖော်ပြနေလို့ပါဒီနေ့တစ်ချိန်မှာသာ Satoshi လူကြားတဲ့ကိုပြန်ရောက်လာပြီဆိုလို့ရှိရင် cryptocurrency ဈေးကွက်ကြီးဘလို့အလှည့်ပြောင်းနေဖြစ်သွားမလဲမိတ်ဆွေတို့အနေနဲ့ရောအခုကျွန်တော်ပြောပြခဲ့တဲ့လူ9ယောက်တည်းဟာမြည်သူက Satoshi Nakamoto ဖြစ်နိုင်ခြေအများဆုံးဖြစ်မယ်လို့ထင်လဲကိုဘေးနာတငယ်ချင်းက Satoshi Nakamoto ဖြစ်နေပြီး
ကို crypto ဘယ်လောက်ယူသွတ်တယ်ဆိုတဲ့အကြောင်းတွေသူ့ကိုပြောပြတဲ့အခါမှာ तू ကစိတ်ထဲကပြုံးရယ်ပြီးတော့ကြည်နေမလားဟုတ်ကဲ့ပါဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဤပညာဘုဒ္ဓအကြောင်းတွေကိုမိတ်ဆွေတို့အစင်မပြတ်နားဆင်ကြနေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်